အဲ့ဒါညစ်ပတ်နေတာမဟုတ်ဘူးเนาะငါထက်သားပြားကိုဆေးတုပ်ထားတယ်ဆိုတော့လေသူကအဲ့လိုမပြောင်းတယ်လို့မျိုးထင်ရတာဒီနေ့မီနူလေးကတော့ပဲငပိချက်ဖြစ်ပါတယ်လိုအပ်တာလေးတွေပြင်ဆင်ပါမယ်ရှင်ကိုကနည်းနည်းလေးရှည်လဲရမှကျင်းတဲ့သူဆိုတော့ငရုတ်တီရောင်တင်မဟုတ်တော့ခွဲချမ်းလို့မထောင်းမနဲ့အတောက်ကိုထောင်းပါလေရှင်တေချာလေးထောင်းပြီးစီရင်တော့စီတက်ဖို့လုပ်ပါမယ်ရှင်ပထမဆုံးအိုးချောင်းလုပ်ပြီးစီလေးထည့်ပါမယ်ပြီးရင်တော့ထောင်းရတဲ့ငရုတ်တီးရဲ့ကြက်သွန်ဖြူရဲ့ကြက်သွန်မီရဲ့ထောင်းလာတဲ့ဟာကိုစီတက်ပါမယ်ရှင်မဆလာလေးလည်းထည့်တက်ပါမယ်ရှင်အနက်လေးမွေးလာပြီးဆိုလို့ရှိရင်တော့ခုနကတော့ငါခွဲထားတဲ့ကြက်သွန်ဖြူလေးတွေကိုထည့်တက်ပါမယ်ရှင်ပြီးရင်တော့စီယိုတေချာလေးတက်ပေးပါမယ်နော်အနက်လေးမွေးလေးဖြစ်လာတဲ့အထိတေချာလေးတက်ပေးပါမယ်ပြီးရင်ငပိလေးလည်းထည့်ပြီးတက်ပေးပါမယ်ရှင်ပစွန်ကြောက်လေးကိုလည်းတေချာထောင်းပြီးတော့စီတက်ပေးပါမယ်ရှင်ပြီးရင်တော့ခုနကအစင်လေးပြင်ထားတဲ့ငရုတ်ဒီဇိုင်းလေးလည်းထည့်တက်လိုက်ပါမယ်ရှင်ပြီးရင်တော့ပဲငပိလေးထည့်လိုက်ပါမယ်ရှင်တေချာလေးခဏမှွေပြီးရင်တော့ရေနှဲငယ်လေးထည့်ပြီးတော့အဖုံးလေးအုပ်ထားပေးပါမယ်ရှင်အဖုံးလေးအုပ်ထားတဲ့အချိန်မှာမကြီးမဲ့ရေလေးကိုဖြောထားပေးလိုက်ပါမယ်ရှင်ပြီးရင်အချိုမုတ်ထည့်မယ်စားထည့်မယ်ပြီးရင်ငံပြားလေးလည်းထည့်လိုက်ပါမယ်ရှင်အဖုံးခဏအုပ်ပြီးတော့ပဲငပိလေးမူးလာလို့ရှိရင်မကြီးကြီးဖြော်ရည်လေးထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့ခုနကတော့ကကြက်သွန်ဖြူခွဲချမ်းလေးချန်ထားတဲ့ဟာလေးထည့်လိုက်ပါမယ်ရှင်ငရုတ်တီစိမ်းလေးလည်းထည့်လိုက်ပါမယ်ရှင်နာလေးမှွေပြီးတော့စီလေးပြန်လာလို့ရှိရင်အရသာရှိပြီးမှွေးကြိုင်ပြီးစားကောင်းတဲ့ပဲငပိချက်လေးတစ်ခွက်ရပါပြီရှင်ဒီပဲငပိချက်လေးကထမင်းကိုအရင်မြင့်စေပါတယ်ရှင်ကျေးဇူးပါ